င်္ဂလာပါဆရာတို့ရဲ့သင်္ချာမှာတညွန်း3ညတင်ထားတဲ့တန်ဖိုးကိုဘာကြောင့်1လို့သတ်မှတ်တယ်လဲဆိုတာစဉ်းစားမိကြလားမသိဘူးနော်ဥပမာအနေနဲ့3 power 0 equal to 1 5 power 0 equal to 1ပေါ့နော်အဲ့လိုမျိုးဟာလေးပေါ့နော်ကဲဒီနေ့အဲ့အကြောင်းအရာလေးကိုတွေ့ကြည့်ရအောင်ပါအဲ့တော့ပထမဆုံးဥပမာအနေနဲ့5 power 0ပေါ့နော်ဒါလေးကိုတွေ့ကြည့်မယ်အဲ့တော့ဆရာတို့5 power 0ကိုဘယ်လိုမြင်လို့ရလဲဆိုရင်5 power 1 minus 1ပေါ့နော်အဲ့ဒါတစ်ထည့်တစ်နှုတ်3ညပဲရမယ်ထညွန်း3ညရမယ်အဲ့တော့နောက်တစ်ဆင့်ကျတော့ဆရာတို့ဒီမှာ1နဲ့ minus 1နဲ့ပေါင်းထားတယ်လို့မြင်လို့ရတယ်နော်ဒါဆိုရင်ခြေတူချင်းမြောက်ရင်ထညွန်းချင်းပေါင်းတာဖြစ်တဲ့အတွက်မပြန်ပြီးခွဲလိုက်တဲ့အခါမှာ5 power 1 into 5 power minus 1ထညွန်း minus ပြောက်ချင်းကျတော့1 by ခံရပါတယ်အဲကြောင့်မလို့5 into 1 by 5အဲဒီမှာ5ချင်းကြည့်သွားတဲ့အခါမှာနောက်ဆုံးဆရာတို့ရဲ့ဖြေက1ဆိုပြရပါတယ်ဒါကြောင့်မလို့ထညွန်း0 5 power 0 equal to 1ထညွန်း0က1ရပါတယ်နော်အဲ power 0 1ရတယ်ကဲတော့နောက်ထပ်ဥပမာတစ်ခုအနေနဲ့ဆက်ပြီး